တ်တရားရှင်နေရှိတဲ့သူနဲ့ဆုံတွေ့ခဲ့ရာဓမ္မရဏလေးတည်တည်မွေးတဲ့ညာမြေကိုပြန်တတိယနေသည်စီစာနေညိုချိန်မှာအေးရောင်ရီမြကန်းတွေကငွေတောင်ရဲ့ကဲရဲ့တက်မှာမကွေးမျိုးစုံမြတ်တလုံးကိုတူဖူးခဲ့ရတွေမေ့မရနိုင်ပါရီအခွင့်ရဲ့သားတဲ့တနေ့မှာရောက်တော့လာခဲ့အောင်ရွှေညာသူရဲ့ကိုလာရင်ကျူမလာလို့အတေးအမတ်တရားရှင်နေရှိတဲ့သူနဲ့ဆုံတွေ့ခဲ့ရာဓမ္မရဏလေးတည်တည်မွေးတဲ့ညာမြေကိုပြန်တတိယနေသည်စီစာနေညိုချိန်မှာအေးရောင်ရီမြကန်းတွေကငွေတောင်ရဲ့ကဲရဲ့တက်မှာမကွေးမျိုးစုံမြတ်တလုံးကိုတူဘူးခဲ့ရတွေမေ့မရနိုင်ပါရီအခွင့်ရဲ့သားတဲ့တနေ့မှာရောက်တော့လာခဲ့အောင်ရွှေညာသူရဲ့ကိုလာရင်ကျူမလာလို့အတေးစပါးပင်တွေလေယူရတဲ့ရဲ့တွေဟန်ချီကိုလာရလက်မလေးဦးတိတ်ကကြောင်တွေတည်ရင်ရောက်ပြီးမေ့မရနိုင်ပါရီအခွင့်ရဲ့သားတဲ့နေ့မှာပြည်ကလေးလာခဲ့မိပြီရွှေညာသူရဲ့ကိုလာရင်ချူမလာလို့အတေးမတ်တရားရှင်နေရှိတဲ့သူနဲ့ဆုံတွေ့ခဲ့ရာဓမ္မရဏလေးတည်တည်မွေးတဲ့ညာမြေကိုပြန်တတိယနေသည်စီစာနေညိုချိန်မှာအေးရောင်ရီမြကန်းတွေကငွေတောင်ရဲ့ကန်းရဲ့တက်မှာမကွေးမျိုးစုံမြတ်တလုံးကိုတူဖူးခဲ့ရတွေမေ့မရနိုင်ပါပြီအခွင့်ရဲ့သားတဲ့နေ့မှာရောက်တော့လာခဲ့အောင်ရွှေညာသူရဲ့ကိုလာရင်ကျူမလာလို့အတေးစပါးပင်တွေလေယူရတဲ့ရဲ့တွေဟန်ချီကိုလာရလက်မလေးဦးတိတ်ကကြောင်တွေတည်ရင်မြောင်ရနိုင်ပါပြီအခွင့်ရဲ့သားတဲ့နေ့မှာပြည်ကလေးလာခဲ့မိပြီရွှေညာသူရဲ့ကိုလာရင်ကျူမလာလို့အတေး